ဩစတြေးလျတိုက်ကြီးတစ်ခုလုံး 1.5 မီတာအထိနေရာရွေ့သွားခဲ့လို့ကိုအော်ဒီနိတ်အမှတ်တွေကိုပြန်လည်ညှိနှိုင်းရေးဆွဲခဲ့ရတယ်။ငလျင်လှုပ်ခတ်ခြင်းဟာကျွန်တော်တို့ရက်နေတဲ့မြေကြီးအောက်မှာရှိတဲ့ကမ္ဘာကြောက်လွှာချက်ကြီးတွေကြောင့်ဖြစ်ရတယ်လို့ဆိုကြပါတယ်။ကြောက်လွှာချက်ကြီးတွေကမြေကြီးအောက်မှာဒီအတိုင်းငြိမ်နေကြတာမဟုတ်ပါဘူး။ရွေ့ရှားနေကြတာဖြစ်ပါတယ်။ရွေ့ရှားနေရင်းနဲ့ပဲကြောက်လွှာချက်ကြီးတစ်ခုနဲ့တစ်ခုကအန်ချော်သွားလို့တင်းခံနေတဲ့အားကရုတ်တရက်ပြတ်တောက်သွားခဲ့တဲ့အချိန်မျိုးမှာဆိုရင်ဘလို့မှကိုတောင့်ခံမထားနိုင်တော့ပဲကြီးမားတဲ့ငလျင်ကြီးတွေဖြစ်ပေါ်လာစေပါတယ်။ဒါကြောင့်ကျွန်တော်တို့နေထိုင်တဲ့ကမ္ဘာမြေကြီးရဲ့အောက်မှာရှိတဲ့ကြောက်လွှာချက်ကြီးတွေဟာငြိမ်သက်မနေပဲရွေ့ရှားနေကြတယ်လို့သတ်မှတ်နိုင်ပါတယ်။ရွေ့ရှားတဲ့နှုန်းကလည်းတစ်နှစ်ကိုမှမီလီမီတာအနည်းငယ်လောက်ပဲဖြစ်တာကြောင့်သိပ်ပြီးမတိမတာတာပဲဖြစ်ပါတယ်။ဒါပေမဲ့ဩစတြေးလျတိုက်ကတော့ဒီလိုမဟုတ်ပါဘူး။သူ့အောက်ကကြောက်လွှာချက်ကြီးတွေရဲ့ရွေ့ရှားမှုကအတော်လေးကိုလျင်မြန်မှုရှိပါတယ်။ဘလောက်တိလျင်မြန်တယ်လဲဆိုရင်2016ခုနှစ်ကဩစတြေးလျတိုက်ဟာမူလတည်ရှိရာနေရာကနေ 1.5 မီတာအထိနေရာရွေ့သွားခဲ့တယ်လို့သိရပါတယ်။ဒါကြောင့်ကိုအော်ဒီနိတ်အမှတ်တွေကိုတောင်ပြန်လည်ညှိနှိုင်းပြီးရေးဆွဲခဲ့ရပါတယ်။ဩစတြေးလျတိုက်နေရာရွေ့သွားတာဒီတစ်ကြိမ်နဲ့မဟုတ်တော့ပါဘူး။1994ခုနှစ်တုန်းကလည်းအခုလိုမျိုးအကြီးအကျယ်နေရာရွေ့ခဲ့ပူပါတယ်။ဩစတြေးလျတိုက်ဟာကမ္ဘာပေါ်မှာရွေ့ရှားမှုအရှိဆုံးတိုက်ကြီးတစ်ခုအဖြစ်ပညာရှင်တွေကသတ်မှတ်ထားကြပါတယ်